မင်းကလေးတယောက်ကဘီလီယံယာနဲ့ချီတန်မိုးရှိတဲ့ဆေးကိုတင်းတင်းကြပ်ကြပ်ဖတ်ထားလိုက်ပါတယ်သူမကဒီဆေးဟာသူရှာနေခဲ့တဲ့ဖခင်ဖြစ်တယ်လို့ပြောပါတယ်ဘာကြောင့်လဲဆိုတော့သူမရဲ့မိခင်ကတခါကသူမရဲ့ဖခင်ဟာကဘာပေါ်မှာအလှဆုံးလူတစ်ယောက်လို့ပြောခဲ့ဘူးလို့ပါဒီစကားကြတော့ဆေးကဝမ်းသာသွားပေမဲ့မင်းကလေးကသူ့ကိုတခြားလူနဲ့မှားယွင်းထင်နေတယ်လို့ထင်ခဲ့ပါတယ်ဒါကြောင့်သူကလွတ်မြောက်ဖို့ကြိုးစားပေမဲ့မင်းကလေးကအရန်တင်းတင်းဖတ်ထားခဲ့ပါတယ်နောက်ဆုံးသူ့ဘာရီကောတွေကိုအကူအညီခေါ်ရတော့ပါတယ်အံ့အားသင့်စရာကောင်းတာကမင်းကလေးကအရန်အားကြီးပါတယ်နည်းနည်းလေးတွန်းလိုက်တာနဲ့ဘာရီကောတွေအားလုံးမြေပြင်ပေါ်လဲကျသွားခဲ့ပါတယ်အဲ့ဒီအချိန်မှာမင်းကလေးကဆဲလ်ကိုတားလိုက်ပြီးသူမမှာမော်ဆွားရှိတဲ့ဆဲလ်ကိုတစ်သက်လုံးလုံးကျုံအောင်ကာကွယ်ပေးနိုင်တယ်လို့ပြောခဲ့ပါတယ်ဒါပေမဲ့ခဲကသူမပြောတာကိုလုံးဝမယုံခဲ့ပါဘူးသူကသူ့ရဲ့အဖိုးတန်ကားထဲဝင်ပြီးထွက်သွားမယ်ဆိုတဲ့အချိန်မှာပဲမင်းကလေးကကားအောက်မှာဘုံတစ်လုံးရှိနေတာကိုတွေ့လိုက်ပါတယ်သူမကချက်ချင်းစရကိုအနေရရှိကြောင်းသတိပေးခဲ့ပါတယ်ဒါပေမဲ့ရှော့ကစကားကိုမယူဆခဲ့ပဲကားထဲကိုတိုက်ရိုက်ဝင်သွားခဲ့ပါတယ်မင်းကလေးကချက်ချင်းပြေးလာပြီးကားကိုအားနဲ့မြောက်လိုက်ပါတယ်ရှော့ကဘာဖြစ်နေမှန်းမသိခင်မှာပဲမင်းကလေးကကားကိုအားနဲ့လှုပ်ပြီးရှော့ကိုကားထဲကနေပစ်ထုတ်လိုက်ပါတယ်နောက်ပြီးကားကိုလေထဲသို့ပစ်လိုက်ပါတယ်ကားပြန်ကျလာတဲ့အချိန်မှာမင်းကလေးကအဲ့ဒီအဖိုးတန်ကားကိုသူမရဲ့ဝမ်းထဲသို့တခါတည်းမျိုးချလိုက်ပါတယ်ဒီအရာတွေကိုမြင်လိုက်တဲ့ရှော့ကအလွန်အံ့အားသင့်သွားပြီးအဲ့ဒီအချိန်မှာပဲမင်းကလေးမှာတကယ်မော်ဆွားရှိတယ်ဆိုတာယုံကြည်လာခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲရှေ့ရဲ့တဝက်တူညီတဲ့အကူကသူ့ပါရီကိုတွေနဲ့ရောက်လာခဲ့ပါတယ်သူကမိသားစုအမွေကြောင့်ရှေ့နဲ့အမြဲပြိုင်ဆိုင်ဖြစ်ချင်နေသူဖြစ်ပါတယ်မင်းကလေးကမော်ဆွားအားနဲ့စစ်ကြည့်လိုက်တော့ဘုံကိုထည့်ထားတဲ့သူဟာအဲ့ဒီလူပဲဖြစ်ကြောင်းသိလိုက်ပါတယ်သူမရဲ့ဖခင်ကိုလက်စားချေဖို့မင်းကလေးကမကောင်းသူရဲ့ခြေထောက်ပေါ်ကိုအားနဲ့နင်းလိုက်ပါတယ်မကောင်းသူကအလွန်ဒေါသထွက်ပြီးပါရီကိုတွေကိုမင်းကလေးကိုဖမ်းဖို့အမိန့်ပေးလိုက်ပါတယ်မင်းကလေးကအသက်ရှူနဲ့ရှူပြီးလေကိုမှုတ်လိုက်တဲ့အခါလူအားလုံးရဲ့အဝတ်စားတွေပြန်ထွက်သွားခဲ့ပါတယ်သူတို့ရဲ့ရှက်စရာပုံစံတွေကိုမြင်ပြီးလူတွေကရေမောကြပါတယ်မကောင်းသူကပါရီကိုတွေကိုအဝတ်ရှာခိုင်းပေမဲ့အမိုက်ပုံးတစ်လုံးပဲရလာခဲ့ပါတယ်နောက်ဆုံးအဲ့ဒီအမိုက်ပုံးကိုဝစ်ပြီးရှက်ရှက်နဲ့ထွက်ပြေးသွားရပါတယ်ရှေ့ကမင်းကလေးကသူ့ကိုအများကြီးကူညီခဲ့တယ်လို့ထင်ပြီးသူမကိုအိမ်သို့ခေါ်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့သူ့ကားကိုမင်းကလေးကမျိုးချပြီးသားဖြစ်နေပါတယ်နောက်ဆုံးသူတို့စပိတ်တစ်စီးပဲရှာတွေ့ခဲ့ပါတယ်ဒါပေမဲ့စပိတ်ရဲ့အမြန်နှုန်းကိုမင်းကလေးမကျေနပ်ခဲ့ပါဘူးဒါကြောင့်သူမကမော်ဆွမ်းအားကိုထပ်အသုံးပြုလိုက်ပါတယ်စပိန်ကတိုက်ရိုက်လေးတွေကိုပြန်တက်သွားပြီးသူတို့2မိနစ်တောင်မကြာခင်အိမ်ကိုရောက်ရှိသွားခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာမင်းကလေးကအင်ဂျင်နာမှာမကောင်းတဲ့အာရုံတစ်ခုရှိနေတာကိုခံစားမိခဲ့ပါတယ်အဲ့ဒီမကောင်းသူပို့လိုက်တဲ့မော်ဆရာလည်းအဲ့ဒီနေရာကိုရောက်လာပြီးသားဖြစ်ပါတယ်တကယ်အခက်အခဲတွေကအခုမှစတင်လာတော့မှဖြစ်ပါတယ်